ဘုရားမြတ်စွာလောကအလယ်ပွင့်ပေါ်လာတဲ့အချိန်ကနေစပြီးလောကသားတွေကျိုးရှိရာရှိကြောင်းအဆုံးအမဒေသနာများကိုဟောကြားဆုံးမခဲ့လို့စိတ်ပူပန်သောကရောက်နေကြတဲ့လောကသားတွေဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိကြတယ်စိတ်ပင်ပန်းနေကြတဲ့လောကသားတွေဟာလည်းပဲအပင်ပန်းနေပြေပြီးတော့သွားကြတယ်စိတ်နှလုံးအေးချမ်းပြီးတော့အပူပင်သောကတွေလွတ်ကင်းအောင်ရသော်ဗျာမှန်ကန်တဲ့နိလန်းတွေဖြင့်ရှင်းပြဆုံးမပေးတော်မူခဲ့တဲ့အတွက်ကြောင့်ရသော်ဗျာရဲ့အဆုံးအမကိုရသည့်အခါလောကသူသားတွေဟာချမ်းသာဒုက္ခရရှိကြတယ်ပုံမှန်အားဖြင့်လောဘတွေဒေါသတွေမောဟတွေလွှမ်းမိုးနေတဲ့ကမ္ဘာလောကကြီးအတွင်းမှာရှိကြတဲ့လောကသားတွေဟာစိတ်ပံပွားမှုတွေနဲ့နေ့စဉ်နဲ့အမျှရင်ဆိုင်ပြီးတော့နေကြမငြိမ်းချမ်းတဲ့လောကကြီးမှာငြိမ်းချမ်းအောင်မစွမ်းဆောင်နိုင်သည့်အတွက်ကြောင့်လည်းစိတ်ပင်ပန်းကြတဲ့ပူလောင်ကြမိမိတို့ကိုယ်ရေးကိုယ်စားကိစ္စတွေမှာလည်းပဲဆုံးရှုံးနစ်နာမှုကိုကြောင့်ပြုပြီးတော့တောကတွေဖြစ်ကြတဲ့စိတ်ဆင်းရဲမှုတွေဖြစ်ကြရှုပ်ထွေးနေတဲ့လောကကြီးထဲမှာလောကသားတွေဟာရှင်းအောင်မနေနိုင်ကြဘူးပူလောင်နေတဲ့လောကကြီးမှာလည်းအပူတွေနဲ့နေကြမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အဆုံးအမရလိုက်တဲ့အခါမှာပူလောင်နေတဲ့လောကကြီးမှာအငြိမ်းချမ်းသာမှုကိုရရှိကြရှုပ်ထွေးနေတဲ့လောကကြီးအတွင်းမှာရှင်းလင်းမှုတွေရရှိကြအပူထဲမှာအေးအောင်နေတတ်လာကြတယ်ရှုပ်ထဲမှာရှင်းအောင်နေတတ်လာကြတယ်အဆိုးတွေကအကောင်းကိုရှာပြီးနေတတ်လာကြလောကသားတွေအတွက်လောကမှာကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခတွေအများကြီးသက်သာဒါကြောင့်မို့ကမ္ဘာသမိုင်းမှာဘုရားဘာသာနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကိုကြည့်လိုက်မယ်ဆိုရင်ရသော်ဗျာပွင့်လာခြင်းကြောင့်လူတွေသိကြပျက်စီးနိုင်တဲ့စစ်ပွဲကြီးတွေတားဆီးနိုင်ခဲ့တယ်လူတွေဒုက္ခရောက်မဲ့ဘေးဆိုးကပ်ဆိုးကြီးတွေကိုလည်းပဲဟန်တားပြီးတော့အင်းငိမ့်အောင်ဆောင်ရွက်နိုင်ခဲ့တယ်ဝေသာလီပြည်မှာကြာရောက်နေတဲ့ဘေးဆိုးကပ်ဆိုးကြီးတွေဆိုရင်ရသော်ဘုရားသခင်ကိုယ်တော်မြတ်ကြွရောက်ပြီးတရားရည်မြိုင်စေတိုက်ကြွေးခြင်းကြောင့်ဝေသာလီပြည်သူပြည်သားတွေဟာစိတ်နှလုံးအေးချမ်းပြီးတော့ကတ်ဆိုးဘေးဆိုးကတ်ဆိုးကြီးတွေကနေလွန်မြောက်သွားကြရတယ်လောကသားတွေအတွက်များစွာအကျိုးဖြစ်တဲ့ဆုံးမသွန်သင်မှုတွေကြောင့်ပူပန်ဆင်းရဲစိတ်နှလုံးချမ်းမြေ့မှုကိုမရကြတဲ့လောကသားတွေဟာရသော်ဘုရားရဲ့အဆုံးအမဩဝါဒကိုနာယူလိုက်ရတဲ့အခါမှာစိတ်နှလုံးအေးချမ်းမှုရသဘာဝအားဖြင့်လောကသားတွေလူတွေပြုလုပ်တဲ့ဆင်းရဲဒုက္ခတွေအမျိုးမျိုးရင်ဆိုင်ရယူမှုကသဘာဝတရားကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကိုလည်းရင်ဆိုင်နေကြသို့တော်ဘုရားရဲ့အဆုံးအမရတဲ့အချိန်ကနေစပြီးသဘာဝကြောင့်ဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကိုလည်းတ
တည်ငြိမ်အေးချမ်းစွာရင်ဆိုင်ဝန်းလာကြကိုယ်ချင်းဆင်းရဲကိုလည်းမျက်နှာမပြတ်ရင်ဆိုင်လာနိုင်ကြစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့နာခြင်းဆင်းရဲကိုလည်းရင်ဆိုင်ဝန်းလာကြတယ်သိခြင်းဆင်းရဲကိုလည်းပဲရင်ဆိုင်ဝန်းလာသေတိချမ်းမဲ့မှလည်းပဲဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးချမ်းသာဒုက္ခဘုံတွေသို့ရောက်ရှိပြီးတော့သွားကြမြတ်စွာဘုရားရဲ့အကျိုးပြုမှုဓမ္မကြီးမားတယ်လို့ဆိုရမှာလောကသားတွေဒုက္ခရောက်မဲ့လက်မတင်အခြေအနေလေးတွေမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဝင်ရောက်ဆုံးမဩဝါဒပေးလိုက်လို့ဘုရားတရားတော်နားလဲရတဲ့ပုဂ္ဂိုလ်တွေဟာသေသည်ချမ်းမဲ့မှာကြီးမားတဲ့ချမ်းသာဒုက္ခကိုရဒီဘဝမှာကဲတင်နိုင်တဲ့အနေအထားရှိလို့ရှိရင်လည်းမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒကိုနားလဲရလို့ဒီဘဝမှာလည်းလူကောင်းသူကောင်းဖြစ်ပြီးစိတ်နှလုံးအေးချမ်းတယ်ဥပမာမဲ့လူဘဝမှာအဆိုးဆုံးနဲ့ရင်ဆိုင်ရတဲ့တထေသမီးလေးပတာစာရီတကယ်တော့သူဟာတထေသမီးပဲအဝတ္တမချမ်းသာကြွယ်ဝတဲ့တထေသမီးဆောင်စည်းမှုအားနည်းသည့်အတွက်ကြောင့်အိမ်မှာခိုင်းစေနေတဲ့လူတစ်ယောက်နဲ့ပြစ်မှားပြီးအခွင့်အရေးတွေအလုံးဆုံးရှုံးနေတာလို့ပုံကွယ်ရှိုးကွယ်နဲ့လူမသိသူမသိတဲ့အရာကိုသွားရောက်နေတဲ့အချိန်မှာဒုက္ခတွေအများကြီးတွေ့ရတယ်မိဘအားကိုးပြီးတော့ပြန်လာတဲ့လမ်းခရီးမှာအားကိုးတကြီးပြုထားတဲ့မိမိရဲ့အိမ်တောင်ဘက်ကလည်းဝေကိုက်လို့အသေးဆုံးနဲ့တည်သွားအဝတ္တမအရေးကြီးနေတဲ့အချိန်မှာအားကိုးစရာမရှိလူမမယ်သားကလေးကိုလက်ဆွဲလို့ဝိခါစားကလေးလေးရင်ခွင်ပိုက်ပြီးတော့လေကြီးမိုးကြီးပြင်းထန်လို့မြစ်ရည်တွေဟာတသွင်းသွင်းစီးနေတဲ့အာစီရဝတီမြစ်ကြောကိုဖြတ်ကူးဖို့ကြိုးစားတဲ့အချိန်သားနှစ်ယောက်စလုံးဆုံးရှုံးပြီးတော့သွားသူတို့ဥရဲပဲရှိသမျှဒုက္ခတွေခါးစည်းခံရပြီမိဘတွေအာကိုးနဲ့သာဝတိမြို့ပြန်လာတဲ့အခါမှာလဲလေကြီးမိုးကြီးနဲ့သဘာဝဘေးဒဏ်တွေခံရလို့မိဘနှစ်ပါးလည်းဆုံးမောင်လုံးတဲ့ပုဂ္ဂိုလ်လည်းဆုံးအားကိုးစရာသူ့ဖို့ဘာတစ်ခုမှမကြံတော့အားကိုးရမဲ့ပြီးတော့တောကတွေကြီးကျယ်မထိန်နိုင်မသိမ်းနိုင်ဖြစ်ပြီးဘဝကြီးတစ်ခုလုံးဆုံးရှုံးနစ်နာသွားတဲ့ပုဂ္ဂိုလ်တူရဲ့စိတ်ခံစားချက်မဲ့ကိုစဉ်းစားကြည့်လိုက်ပေါ့တောကကြောင့်ယူသွတ်တဲ့ဘဝရောက်သွားအဲ့ဒါလို့တောကကြောင့်ယူသွားတဲ့တထေသမီးငယ်တူမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အကျဉ်းနာတရားနဲ့မေတ္တာပြေဝတဲ့စကားလေးတစ်ခုကြောင့်ပတာစာရီဟာအယူဘဝကလွတ်သွားရုံများမကမြတ်စွာဘုရားညွှန်ကြားတဲ့အတိုင်းလိုက်နာကျင့်သုံးသည့်အတွက်ကြောင့်စိတ်နှလုံးအေးချမ်းတဲ့စိတ်နှလုံးအေးချမ်းစွာနေနိုင်ပြီးအရှုပ်ထဲမှာရှင်းအောင်နေတတ်တယ်အပူထဲမှာအေးအောင်နေတတ်တယ်လောကဖြစ်เสียထဲမှာငြိမ်းချမ်းအောင်နေတတ်တဲ့ယဟန္တာထေရီမာကြီးဖြစ်သူရောက်သွားတယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမဟာအဝတ္တမကြီးမားတဲ့
အကျိုးကျေးဇူးကိုဖြစ်ပေါ်စေတယ်စစ်ပွဲမှာအောင်မြင်သည့်အတွက်ကြောင့်ဘုရင်ကဆုတော်လက်တော်ချတဲ့အနေနဲ့9 ရက်မင်းတို့ရဲ့အခွင့်အရေးမျိုးနဲ့ကြိုက်တယ်လို့နေထိုင်ခွင့်ရတဲ့တန်တတိအမတ်ကြီးဟာလည်းရတဲ့အခွင့်အရေးကိုလက်မလွတ်စေပဲနဲ့9 ရက်တိတိစိတ်ပျော်သလိုနေလိုက်တာနောက်ဆုံးကြတော့တောကဖြစ်เสียဆုံးရှုံးနစ်နာမှုတွေနဲ့ရင်ဆိုင်တိုးတော့မထိနိုင်မသိနိုင်လောက်အောင်တောကဖြစ်လာတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အားပေးစကားလေးနားထောင်လိုက်ရသည့်အတွက်ကြောင့်စိတ်နှလုံးအေးချမ်းမှုကိုရပြီးနောက်ဆုံးလောကကြီးဟာဘယ်အရာမှမမြဲဘူးဆိုတာကိုသဘောပေါက်သွားပြီးစိတ်နှလုံးအေးချမ်းမှုရရှိကနောက်ဆုံးမှာဘဝကိုအဆုံးသတ်သွားတာယဟန္တာပုဂ္ဂိုလ်နဲ့ဆုံးသတ်ဖြစ်ပြီးတော့ဆုံးသတ်သွားမြတ်စွာဘုရားရဲ့တရားတော်ရဲ့ဆွမ်းဆောင်မှုဘုရားရဲ့လောကသားတွေအတွက်အကျိုးပြုမှုစံနမူနာလေးတွေဖြစ်တယ်ပေါ့ဒီဓမ္မကမြတ်စွာဘုရားဟာလူသားတွေသာမကသေဘေးနဲ့ရင်ဆိုင်နေရလို့စိတ်နှလုံးပူလောင်ပြီးနေမကြည့်ထိုင်မကြည့်ဖြစ်နေတဲ့တရားမင်းကြီးကိုလည်းမြတ်စွာဘုရားဟာနာပါချဆုံးမဩဝါဒပေးခြင်းအပြင်တရားမင်းကြီးဟာတောကတွေပြေပြောက်ပြီးတော့တောကတွေပြေပြောက်ရုံမျှမကတရားဘဝကိုပြန်လည်ရရှိသွားတဲ့အခွင့်အရေးတွေပါမြတ်စွာဘုရားရဲ့တရားကိုနားလည်ရသည့်အတွက်ကြောင့်ရရှိသွားဒါဟာလောကသားတွေအတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းအထောက်ချက်တွေရဲ့စံနမူနာသာရကအချို့အဝဲမြတာဖြစ်တယ်လောကကြီးမှာဆင်းရဲဒုက္ခရောက်နေကြတဲ့ပုဂ္ဂိုလ်တွေအများဆင်းရဲဒုက္ခကလွတ်မြောက်သွားအောင်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးလိုက်လို့တဏှာဝတွင်းကလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ပေါ့အဲ့ဒါလို့တသက်တာကာလမြတ်စွာဘုရားသက်တော်ကြီးရင်ဒီဘဝထိအောင်သက်တော်88နှစ်ကျော်လို့89 80တွင်ရောက်သည့်အထိလောကသားတွေရဲ့အကျိုးကိုတည်ပိုးရွယ်ဆောင်တော်မူတာနောက်ဆုံးအနေနဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်သည်ဒါစကြိုမြို့နာကဂိစကုတ်တောင်မှာတရင်သုံးလို့ဂိစကုတ်တောင်ကနေပြီးတော့ဒါစကြိုနဲ့နာလန္ဒအကြားမှာရှိတယ်အမတ်လတ္ထိကာဆိုတဲ့ဥယျာဉ်ဘက်ကိုခီးထွက်သွားပြီးအဲ့ဒီမှာခိတ္တခဏတရင်သုံးနေတယ်တရင်သုံးနေတဲ့အချိန်မှာလောကသားတွေရဲ့အတွက်လမ်းညွှန်မှုတွေပေးခဲ့တယ်ကောင်းကျိုးချမ်းသာတွေကိုရဖို့ရာအတွက်စိတ်နှလုံးအေးချမ်းမှုအတွက်ဒီနည်းကလွဲလို့မရှိဘူးလောကကြီးအေးချမ်းမှုဆိုလို့ရှိရင်နံပါတ်1ကိုချင်းတရားကောင်းမှုလိုအပ်တယ်ကိုချင်းတရားကိုအခြေခံပြီးတော့စိတ်တည်ငြိမ်မှုရအောင်ကြိုးပမ်းကြရမယ်စိတ်တည်ငြိမ်မှုရလာပြီးတဲ့နောက်မှာအမှန်ကန်နားလည်တဲ့အသိပညာရအောင်ကြိုးစားရမယ်အမှန်ကန်နားလည်တဲ့ပညာရလာတော့မှမိမိတို့စိတ်ထဲမှာပူပန်မှုတွေစိတ်ပင်ပန်းစေမှုတွေဖြစ်ပေါ်စေတတ်တဲ့အာသဝတွေကိလေသာအငြိကြီးတွေကလုံးဝလွတ်ကင်းသွားမှဖြစ်တယ်ဆိုတဲ့ဒီတရားကိုပဲမြတ်စွာဘုရားဟာထပ်တလဲလဲဟောတော်မူခဲ့တယ်ဟောတော်မူပြီးတော့အမလတ္ထိကဥယျာဉ်မှာနားနေပန်းဖြေရင်းကနေပြီးတော့မြတ်စွာဘုရားရှင်အာနန္ဒာကိုမိန့်ကြားတယ်
အာနန္ဒာလာသွားကြစို့အမလတ္ထိကနေတို့နာလန္ဒကိုသွားကြမယ်အလုံးယဟန်တွေကိုအသိပေးလိုက်တနေရာကိုတွေ့ရွှေ့ကြမယ်လို့မြတ်စွာဘုရားကမိန့်ကြားတော်မူအဲ့ဒီအချိန်မှာသံဃာတော်တွေဟာလည်းမြတ်စွာဘုရားနောက်ကလိုက်ဖို့အစဉ်သင့်ဖြစ်ပြီးအမလတ္ထိကကနေပြီးတော့နာလန္ဒဘက်ကိုမြတ်စွာဘုရားကြွရောက်တော်မူသွားတယ်နာလန္ဒမြို့ရောက်တဲ့အခါကျတော့ပါဝါရိကတထေးကြီးကဆောက်လုပ်လှူဒန်းထားတဲ့တရားဥယျာဉ်ထဲမှာရှိတဲ့ဘုရားကျောင်းတော်မှာသတင်းသုံးနေတယ်ဒီနာလန္ဒမှာမရောက်ခင်အမလတ္ထိကမှာနေတဲ့အချိန်တော့အကျဉ်းချင်းမြတ်စွာဘုရားဟာဒီခရီးကိုလျှောက်လန်းခဲ့ပူတာဒါစကြိုကနေပြီးတော့အမလတ္ထိကကနေနာလန္ဒဒီခရီးကိုအကျဉ်းချင်းကြွခဲ့တာရခင်တော့ကြွတော့အမလတ္ထိကဆိုတဲ့နေရာဌာနဟာအလွန်ကိုထင်ရှားတဲ့ဗြဟ္မဇာလသုတ်တံကိုရသော်ဗျာဟောကြားဆုံးမခဲ့တဲ့နေရာဖြစ်လို့သာသနာသမိုင်းမှာဖြင့်အမှတ်ထင်ထင်ကြီးရှိနေတဲ့နေရာတစ်ခုပဲတစွန်းတစပြန်ပြီးတော့ဘုန်းကြီးတို့တွေမှတ်ရကြမယ်ဆိုလို့ရှိရင်လောကမှာလက်တွေ့လိုက်နာကျင့်သုံးရမယ့်အချက်တွေကိုအမလတ္ထိကမှာသတင်းသုံးတဲ့အချိန်ကဟောပြောဆုံးမခဲ့တာလေးဟာဘယ်ခေတ်ဘယ်ကာလရောက်သည့်ထိဘယ်ခေတ်ဘယ်ကာလရောက်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာ out of date လို့ခေါ်တယ်ခေတ်မမီတော့တာမရှိဘူးဘယ်တော့မှဆိုလောကမှာလူသားတွေရှိနေတယ်ဗျာဘုရားရဲ့အဆုံးအမဟာခေတ်မီနေဦးမှာပဲဘုရားရဲ့အဆုံးအမတွေဟာလူလောကမှာအသုံးကျနေဦးမှာပဲရှိတယ်အဆုံးအမကိုလိုက်နာကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေကောင်းကျိုးချမ်းသာရနေစေဦးမှာပဲဖြစ်တယ်အမှတ်တရပြောရမယ်အမလတ္ထိကခရီးမထွက်ခင်အမလတ္ထိကမှာတခါတုန်းကမြတ်စွာဘုရားဟောခဲ့တဲ့ဗြဟ္မဇာလသုတ်ရဲ့ရှေ့ပြေးမှာဟောခဲ့တဲ့အဆုံးအမတရားလေးဟာဒီကနေ့ခေတ်မှာလည်းပဲမှတ်သားနာယူထားပြီးတော့လိုက်နာကျင့်သုံးဖို့ကောင်းတယ်လောကဓာတ်နဲ့တွေ့တဲ့အခါမှာစိတ်နေသဘောထားတွေသင်ပြပေးတယ်လောကလူသားတွေကအဆိုးလောကဓာတ်နဲ့တွေ့ပြီဆိုရင်စိတ်ဓာတ်တွေကျပြီအကောင်းလောကဓာတ်နဲ့တွေ့လို့ရှိရင်မော်ကြွားလေးရှိကြလောကဓာတ်ဆိုတာလောကရဲ့သဘာဝလောကမှာရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာလောကရဲ့သဘာဝနဲ့ကြုံတွေ့ရမှာပဲလောကရဲ့သဘာဝဆိုတာအခွင့်အရေးတို့ယာတုဂုဏ်သိမ်းတို့စိစိမ်ဥစ္စာတို့ကြီးပွားတိုးတက်မှုတို့ရတဲ့အခါရှိတယ်မရတဲ့အခါရှိတယ်ရတာကိုလာဘလို့ခေါ်တယ်မရတာအလာဘတခါတရံကြတော့မိမိမှာအချွေရန်သင်ပင်နေမိတ်ဆွေသင်္ဃာတွေပေါ်များတဲ့အခါရှိရင်ရှိမယ်ယမယံကကိုတယောက်တည်းနေရတဲ့အခါမျိုးလည်းရှိတယ်ခြာရန်သင်ပင်နေမရှိဘူးကိုတယောက်တည်းပဲတယောက်တည်းစခန်းသွားရတဲ့အခါရှိလောကရဲ့သဘာဝဆိုတာဒီလိုပဲကြုံတွေ့ရခြာရန်သင်ပင်နေနဲ့ဂုံတရင်ကြော်စောတာယတခြာရန်သင်ပင်မရှိဘူးတယောက်တည်းနေရတဲ့ဘဝအယတယမယံခါကြတော့အများရဲ့ချီးကျူးမှုကိုခံရတာရှိတယ်လို့အများကဝိုင်းပြီးတော့ရှုတ်ချတာကိုလည်းခံရတတ်တယ်ပေါ့လောကရဲ့သဘာဝဆိုတာကဲ့ရဲ့ခြင်းရှုတ်ချခြင်းချီးမွမ်းထောမနာခြင်းဆိုတာမကင်းနိုင်ဘူး
အဲ့ဒီခါမျိုးမှလဲကဲ့ရတယ်ဆိုတာကိုနေတာလို့ခေါ်ပြီးအများရဲ့ချီးမွမ်းခံရတာကိုတော့ပတန်တာလို့ဒီလိုခေါ်အကောင်းနဲ့အဆိုးဟာအကောင်းတွေးလိုက်တဲ့အခါတွေးလိုက်အဆိုးတွေးတဲ့အခါတွေးရမယံခါအစဉ်ပြေးနေလို့ကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတာနဲ့ခံစားရရှိရမယံခါအစဉ်မပြေလို့အခက်ခဲတွေနဲ့ကြုံလို့ကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းတွေကိုခံစားရဒုက္ခဒုက္ခလို့ခေါ်တယ်လောကဓာတ်နဲ့လည်းကြုံတွေ့ရလောကလူသားတွေကကောင်းတဲ့လောကဓာတ်နဲ့ကြုံတွေ့ပြီဆိုလို့ရှိရင်ငါလိုလူစဘူးရှိသေးလားလို့လက်မှတ်ထောင်ထပ်ကြအဆိုးလောကဓာတ်နဲ့ကြုံတွေ့ပြီဆိုတဲ့အခါကျတော့လေမျက်နှာပုတ်သုံးပြီးငုံလျိုးကစိတ်ဓာတ်ကြတတ်ကြတယ်လောကလူသားတွေဟာလောကဓာတ်ကိုမခံနိုင်သည့်အတွက်ကြောင့်စိတ်အခြေအနေပြောင်းလဲမှုတွေနဲ့ရင်းရိုင်လှုပ်ရှားနေတတ်ကြအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမကိုစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့အမှန်တမ်းကောင်းအမလတိကာဆိုတဲ့ဥယျာဉ်ကြီးထဲမှာယဟန်တန်ဃာတွေကိုမြတ်စွာဘုရားကဆုံးမတယ်ကဲ့ရဲ့ခြင်းရှုတ်ချခြင်းနဲ့ပတ်သက်ပြီးဘုရားတရားတန်ဃာမိမိတို့မြတ်နိုးရဘာသာတရားနဲ့ပတ်သက်ပြီးချီးမွမ်းတဲ့ပုဂ္ဂိုလ်ရှိသလိုကဲ့ရဲ့တဲ့ပုဂ္ဂိုလ်လည်းရှိတတ်တယ်ဘုရားကိုအပြစ်ပြောတရားကိုအပြစ်ပြောတန်ဃာကိုအပြစ်ပြောပြီးကဲ့ရဲ့မှုတွေနဲ့ရင်ဆိုင်တွေ့ရတဲ့အခါမှာဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့အခါမျိုးမြတ်စွာဘုရားကဘယ်လိုဆုံးမတော့ငါကိုဖြစ်စေငါရဲ့ဟောပြောတဲ့တရားဓမ္မကိုပဲဖြစ်စေငါတို့ရဲ့တပည့်တန်ဃာတွေကိုပဲဖြစ်စေတစ်ဖက်သားတွေကအပြစ်ပြောလာပြီးဆိုလို့ရှိရင်စိတ်မဆိုးကြနဲ့ဒါနံပါတ်1လိုက်နာမယ်လောကလူတွေဆိုတာကိုယ်နဲ့ပတ်သက်ပြီးအပြစ်ပြောပြီးဆိုလို့ရှိရင်ဒေါသထွက်ကြမြတ်စွာဘုရားဒေါသမထွက်နဲ့တဲ့ဘယ်တော့မှရညှို့မဖွဲနဲ့ပြောရကောင်းလားလို့ဆိုပြီးတော့စိတ်မဆိုးကြနဲ့ဒါနံပါတ်1စိတ်မဆိုးနဲ့အကယ်၍စိတ်ဆိုးနေမယ်ဆိုရင်ဘာဖြစ်လဲစိတ်ဆိုးနေခြင်းကြောင့်မိမိရဲ့စိတ်အနှောက်အယှက်ပဲဖြစ်မယ်စိတ်ဆိုးနေရင်ကိုယ့်အတွက်အနှောက်အယှက်ပဲဖြစ်စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတစ်ဖက်သားစကားကိုနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးကောင်းတဲ့စကားလားဆိုးတဲ့စကားလားအကြောင်းနဲ့အကျိုးကောင်းတဲ့ဆိုခွဲခြားသိနိုင်စွာမရှိဘူးတဲ့စိတ်တူဒေါသထွက်နေလို့ရှိရင်အမှန်ကန်သိနိုင်စွာမရှိဘူးမသိနိုင်သည့်အတွက်ကြောင့်တစုံတစ်ယောက်ကပြစ်တင်ပြောဆိုလာပြီးဆိုလို့ရှိရင်မဟုတ်ရင်မဟုတ်ဘူးဆိုတာကိုဖြေရှင်းရမယ်အပုတံအဘုဒ္ဓတော်ဒိဗ္ဗေထိတဗံကဲ့ရဲ့ပြစ်တင်လာလို့ရှိရင်ငုံခံနေဖို့ပြောတာမဟုတ်ဘူးစိတ်မဆိုးနဲ့သို့တော့ဖြေရှင်းချက်ပေးရဒါကြောင့်မဟုတ်ဘူးဒါကြောင့်မမှန်ဘူးအကြောင်းကျိုးနဲ့ရှင်းပြပြီးတော့ဖြေရှင်းရမယ်လို့စိတ်နှလုံးမအေးချမ်းတဲ့အနေအထားမျိုးမဖြစ်စေပဲမြတ်စွာဘုရားတည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းချက်ပေးရမယ်ကဲ့ရဲ့လာတဲ့လောကဓာတ်နဲ့ပတ်သက်လာလို့ရှိရင်လိုက်နိုင်ရမယ်အချက်ကိုမြတ်စွာဘုရားဟောဒီအပလတ္ထိကမှာသတင်းသုံးလုံးဒီလိုဟောခဲ့တယ်တခါချီးမွမ်းတဲ့အခါမှာရောလောကလူတွေကမိမိတို့စိတ်ထဲမှာသဘောကျရင်ချီးမွမ်းလေးရှိကြချီးမွမ်းတဲ့အခါဟုတ်တာရောမဟုတ်တာရောအပူအမိုးတွေရောထည့်ပြီးတော့
ချီးမွမ်းတတ်တယ်အဲ့ဒါလို့ချီးမွမ်းပြီဆိုတဲ့ချီးမွမ်းခံရတဲ့အလက်ကြုံလို့ရှိရင်လေမြတ်စွာဘုရားကဆုံးမတယ်အေးဝမ်းမသာကြနဲ့ဘဝင်မမြင့်ကြနဲ့ချီးမွမ်းခံရတယ်ဆိုပြီးတော့ဝမ်းသာမှုတွေဘဝင်မြင့်မှုတွေစိတ်အားတက်ကြွမှုတွေမဖြစ်စေနဲ့ပုံမှန်ပဲနေဆိုအကယ်၍စိတ်လှုပ်ရှားပြီးတော့ဝန္တာပီတိဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ဒီဝန္တာပီတိဟာတိုးတက်ခြင်းရဲ့အနှောင့်အယှက်တစ်ခုဖြစ်တယ်အကယ်၍ချီးမွမ်းတဲ့စကားအတိုင်းဟုတ်တယ်မှန်တယ်ဆိုလို့ရှိရင်ဟုတ်တောင်ဟုတ်ကြောင်းမှန်ကြောင်းဝန်ခံလိုက်ရုံပဲဒီတဲ့မပေါ်ရဘူးလို့ဆိုအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတော်ကကဲ့ရဲ့ခံရရင်စိတ်မဆိုးနဲ့ဖြေရှင်းချက်ပေးချီးမွမ်းခံရလို့ရှိရင်ဝမ်းမသာနဲ့ဘဝမမြင့်နဲ့မှန်လို့ရှိရင်ဝန်ခံမမှားရင်ဝန်မခံနဲ့ပေါ့ဒီလိုဆိုလိုတာစိတ်နှလုံးတည်ငြိမ်မှုအတွက်ရသော်ဗျာဆုံးမပေးဉာဏ်တဲ့လောကဓာတ်နေနဲ့ပတ်သက်လည်းပဲဒီတိုင်းပဲဒါဟာလောကသားတွေအတွက်လောကဓာတ်မုန်တိုင်းကြောင့်စိတ်တည်ရိမ့်ရိုင်လှုပ်ရှားမှုမရှိအောင်ရသော်ဗျာသခင်ကိုရောမြတ်ရဲ့ဆုံးမဟောကြားချက်ပဲဖြစ်တယ်ဒီဆုံးမဟောကြားချက်တွေကိုလက်တွေ့လိုက်နာကျင့်သုံးဖို့လိုအပ်တယ်လူတိုင်းဟာလောကမှာနေတာဖြစ်သည့်အတွက်ကြောင့်လောကသဘာဝနဲ့တနေ့မဟုတ်တနေ့ကြုံနေစဉ်နဲ့အမျှကြုံတွေ့နေတတ်တယ်ဘယ်လိုပဲကြုံတွေ့သုတ်တန်တစ်ခုမှာနှလုံးသွင်းဆင်ခြင်ဖို့မြတ်စွာဘုရားဘယ်ပုံဟောထားတော့ကောင်းတာနဲ့တွေ့ကြုံလို့ရှိရင်လည်းစဉ်းစားလိုက်တယ်အေးဒါတွေကမြဲတာမဟုတ်ဘူးတခဏလေးသာဖြစ်တယ်ဒါတွေဂရုစိုက်เสียမလိုဘူးကိုလုံးတဲ့တာလောက်မကောင်းတဲ့လောကရန်နဲ့ကြုံလို့ရှိရင်လည်းအေးမကောင်းဘူးဆိုတာလည်းအခိုက်အတန့်သာဖြစ်တယ်အဖြေကိုရှာရမှာဖြစ်တယ်ဘာကြောင့်အဆိုးတွေကြုံနေတယ်ဆိုတာကိုအဖြေကိုရှာပြီးထွက်ပေါက်ကိုရှာရမှာပဲဖြစ်တယ်ဘယ်အရာမှမတည်မြဲဘူးဆိုတဲ့လောကရဲ့သဘာဝကိုဆင်ခြင်စဉ်းစားခြင်းဖြင့်လောကရန်မုန်တိုင်းကြောင့်ရိမ့်ရိုင်မသွားအောင်ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်အောင်ဒီလိုဆုံးမမြတ်စွာဘုရားဒါကြောင့်မို့လောကထဲမှာနေတတ်ထိုင်တတ်ရှိအောင်မြတ်စွာဘုရားကဆုံးမကိုအမလတိကမှာမြတ်စွာဘုရားဒီအဆုံးအမတွေကိုဆုံးမခဲ့အခုနောက်ဆုံးခရီးရောက်တဲ့အခါမှာလည်းမြတ်စွာဘုရားကိုကျင့်သီလရှိဖို့ကိုကျင့်သီလကိုအခြေခံပြီးတော့စိတ်တည်ငြိမ်မှုရအောင်ကြိုးစားဖို့စိတ်တည်ငြိမ်မှုရလာတဲ့အခါမှာအသိပညာတွေတိုးတက်လာအောင်ကြိုးစားဖို့အရေးကြီးဆုံးတိုးတက်မှုတွေကသီလသမာဓိပညာအရေးကြီးဆုံးတိုးတက်မှုတွေပဲအသိပညာတိုးတက်လာတဲ့အခါမှာလူတိုင်းရဲ့စိတ်ကလေးဟာစိတ်ပင်ပန်းမှုတွေကိုဖြစ်စေတတ်တဲ့ကိလေသာတရားတွေစိတ်ညစ်နွမ်းမှုကိုဖြစ်စေတတ်တဲ့ကိလေသာတရားတွေကလုံးဝလွတ်မြောက်မှာဖြစ်တယ်လို့ထို့သောလုံးဝလွတ်မြောက်သွားမှသာတဲ့အပူထဲမှာလည်းအေးအောင်နေတတ်သွားမယ်အရှုပ်ထဲမှာလည်းရှင်းအောင်နေတတ်သွားမယ်အဆိုးထဲမှာလည်းကောင်းအောင်နေတတ်သွားမှာဖြစ်တယ်သို့မဟုတ်ရင်ပတ်ဝန်းကျင်ကဆိုရင်ကိုယ်ကဆိုလိုက်ပတ်ဝန်းကျင်ကပူတိုင်းကိုယ်ကလိုက်ပူလိုက်ပတ်ဝန်းကျင်ကရှုပ်တိုင်းကိုယ်ကလိုက်ရှုပ်ရနဲ့ဘဝခရီးကြီးမှာတည်ငြိမ်မှုမရဘဲနဲ့အဆိုးတန်တရားလဲပြီးတော့နေမှာဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမလိုက်နာကျင့်သုံးရတဲ့လောကသားတွေဟာကောင်းကျိုးချမ်းသာတွေကိုအများကြီးရရှိသွားနိုင်ဒီလိုဆုံးမနော်မြတ်စွာဘုရားကဉာဏ်တော်တွေကိုခေါ်ပြီးတော့အမတ္တတိကနေပြီးတော့သိအလံမဝေးတဲ့နာလန္ဒဘက်ကိုကြွသွား
ဒီနေ့ခေတ်မှာလည်းပဲနာလန္ဒာဆိုတာဒီနာမည်နဲ့ပဲထင်ရှားရှိနေတယ်ဒီအလုံးကြားဘူးနေကြမှာအိန္ဒိယသွားတဲ့အခါမှာနာလန္ဒတက္ကသိုလ်ဆိုတာရှေးဟောင်းနာလန္ဒတက္ကသိုလ်နာလန္ဒမြို့မှာတည်ထောင်ထားတဲ့အဲ့ဒီနာလန္ဒရောက်တဲ့အခါကျတော့ပါဝါရိကတထေးရဲ့ဥယျာဉ်ထဲမှာမြတ်စွာဘုရားသတင်းသုံးနေထိုင်ပြီးလောကသားတွေရဲ့အကျိုးသိဖို့ရွတ်ဆောင်တော်မူတာအဲ့ဒီနာလန္ဒမြို့ကိုလည်းမြတ်စွာဘုရားဟာရာဇဂြိုလ်ကနေခရီးထွက်တိုင်းအချိန်ပေါင်းမြောက်များစွာဖြတ်တန်းသွားလာရောက်ရှိခဲ့တဲ့နေရာဖြစ်တယ်အမတ်တရပြောရမယ်ဆိုရင်နာလန္ဒမြို့ဟာချိန်ဖျားလို့ခဏသိနေကြတယ်နိခန္ဓနာတဗုဒ္ဓအိန္ဒိယနိုင်ငံရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေချိန်ကြောင်းတွေတွေးလိုက်ချိန်ဆိုတာစီနာဆိုတဲ့စကားလုံးစီနာဆိုတာသူတို့ကိုသူတို့အောင်နိုင်သူလို့ကိလေသာတွေအလုံးအောင်နိုင်ထားတဲ့ပုဂ္ဂိုလ်တွေဖြစ်သည့်အတွက်ကြောင့်မဟာဝီရဆိုတဲ့နိခန္ဓနာတဗုဒ္ဓသူကိုသူကိုစီနာလို့အောင်သူဆိုတဲ့နာမည်ကိုခံယူထားတာသူ့ရဲ့တပည့်တွေကြတော့သူတို့အတန်နဲ့ပြောတဲ့အခါစီနာကဂျိနာလို့တန်ထွက်သူတပည့်တွေကြတော့ဂျိုင်းနာလို့တန်ထွက်တယ်အဲ့ဒီဂျိနာကနေဂျိုင်းနာကိုနောက်ကနာတန်ဖြုတ်လိုက်တဲ့အခါဂျိန်းလို့ဒီလိုဖြစ်သွားခဏခေတ်မှထိအောင်ဂျိန်းဖရာရုပ်တုကြီးကအိန္ဒိယနိုင်ငံမှာအကြီးကြီးပဲပုံပေပဲဓမ္မပြေကဖရာဘူးတွေဗုဒ္ဓဂယာမှာဂေါတမဗုဒ္ဓရဲ့ရုပ်ပွားတော်နဲ့ဂျိန်းဖရာရဲ့ရုပ်ပွားတော်နှစ်ခုဟာထိုင်နေတဲ့ပုံစံချင်းအမတန်မှတူသည့်အတွက်ကြောင့်လွယ်မှားနဲ့ဂျိန်းဖရာကိုဂေါတမဖရာထင်ပြီးတော့ဝယ်ယူလာကြတာတွေရှိဝယ်ယူလာကြတယ်တင်းမြင်ခွေပြီးတော့ထိုင်တာတူတယ်ပုံသဏ္ဍာန်ချင်းတူနေတယ်သို့တော့ကွက်ပြားအောင်သတိထားရမယ့်အချက်ကလေးတွေရှိတယ်ဂေါရဘဘုရားမှာသင်္ကန်းပါတယ်ဂျိန်းဘုရားမှာသင်္ကန်းမပါဘူးဒါကသတိထားရတာမန်အားဖြင့်ကြည့်လိုက်ရင်တော့မသိတာတင်မြင်ခွေးနေတဲ့ပုံပန်းသဏ္ဍာန်ကတူတူပဲဖြစ်နေတော့မသိတာနောက်ထင်ရှားတဲ့အမှတ်သားတစ်ခုကဘာလို့ဆိုဂျိန်းဘုရားရဲ့ရင်ဝမှာဘာရှိတော့ဆိုဆွာစတိကာလို့ခေါ်တယ်စัจ जा တစိတ်ကလေးရှိဂေါတမဘုရားရုပ်တုမှာအဲ့ဒါမပါဘူးအလုံးတွေ့ဘူးကြလိမ့်မယ်အရင်တော့ကဂျာမနီနာစီတစိတ်စัจ जा ပုံစံအင်္ဂလိပ်လိုတော့ swastika လို့ခေါ်တယ်အဲ့ဒီ swastika ဆိုတဲ့အမှတ်သားလေးဟာဂျိန်းဘုရားရဲ့ရင်ဘတ်တဲ့မှာပါတယ်ဂေါတမဗုဒ္ဓရဲ့ရုပ်ပွားတော်မှာမပါဘူးအဲ့ဒါနှစ်ခုလွဲမှားပြီးတော့ဝယ်မိတတ်ကြတယ်ပေါ့ဒါအိန္ဒိယသွားရင်တတိထားရမယ့်အချက်တစ်ခုနော်ဒီတဲ့ဆိုပြီးတော့လွဲမှားတာတွေလည်းရှိသေးတယ်အိန္ဒိယမှာအဲ့ဒါတွေတော့မပြောတော့ဘူးနော်ပြောလို့မကောင်းတာတွေလည်းရှိတယ်လွဲမှားမှုတွေရှိတတ်တယ်ဘာသာရေးအနေနဲ့အမှန်တမ်းများပြားလာတဲ့အိန္ဒိယနိုင်ငံရဲ့အယူအဆတွေနဲ့ရောထွေရှုပ်ပွေးနေတဲ့အနေအထားမှာရှိတော့ကိုယ်ွယ်မှုတွေကရှုပ်ပွေးနေတဲ့အတွက်ကြောင့်
ရောရောထွေးထွေးတွေမှားမှားရွယ်နေဖြစ်တတ်တယ်အဲ့ဒီချိန်ဖရာကြီးကနာလန္ဒမြို့မှာအခြေစိုက်ပြီးတော့ဂေါတမဗုဒ္ဓလက်ထက်တော်ခါကာလမှာနာလန္ဒမြို့ချိန်ဖရာရဲ့အမြဲတမ်းနေထိုင်တဲ့နေရာဖြစ်တဲ့ခဲ့နာလန္ဒမြို့မှာနာမည်ကြီးတဲ့ဥပလိဆိုတဲ့တထေးကြီးတယောက်ရှိနိခန္ဓနာတဗုဒ္ဓဆိုတဲ့ချိန်ဖရာကိုသိပြီးတော့လေးစားတယ်သူအဲ့ဒါလို့ချိန်မှန်တာကိုကိုးကွယ်တဲ့တထေးကြီးနာလန္ဒတထေးကြီးမြတ်စွာဘုရားသခင်ကိုရောမြတ်လည်းနာလန္ဒကိုမကြာခဏကြွတယ်ချိန်ဖရာအကြောင်းကလည်းပဲနာလန္ဒမှာရှိတယ်မြတ်စွာဘုရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီနာလန္ဒရောက်တိုင်းရောက်တိုင်းဘုရားပုဂ္ဂိုလ်ဘုရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေချိန်ဖရာကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေနာလန္ဒမြို့သူမြို့သားတွေဒီလိုရှိတဲ့အထက်မှာချိန်ဖရာကိုကိုးကွယ်တဲ့အထက်မှာဥပလိဆိုတဲ့တထေးကြီးကနာမည်အကြီးဆုံးပဲချိန်ဖရာကိုအလွန်လေးစားကိုးကွယ်တရက်ကြတော့မြတ်စွာဘုရားသခင်ကိုရောမြတ်အဲ့ဒီနာလန္ဒရောက်တဲ့အခါမှာဘုရားကိုဝါရပြိုင်ဖို့ဆိုပြီးတော့သူဟာမြတ်စွာဘုရားအကြောင်းကိုသွားတယ်။ဘာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာတော့ဆိုမြတ်စွာဘုရားကဒီကံသုံးပါးလို့ဟောတဲ့ထင်တယ်ကာယကံဝစီကံမနောကံလို့ကိုယ်ဖြင့်ပြုတဲ့အမှုကာယကမ္မနှုတ်ဖြင့်ပြုတဲ့အမှုဝစီကမ္မစိတ်ဖြင့်ကြံစီတဲ့အမှုမနောကမ္မလို့ကံသုံးပါးဟောတယ်မြတ်စွာဘုရားကကာယကံဝစီကံမနောကံသုံးမျိုးဟောသလိုချိန်ဖရာကလည်းကံသုံးပါးကိုကမ္မဆိုတဲ့အသုံးနဲ့မဟောဘဲနဲ့ဒန္တဆိုတဲ့အသုံးနဲ့ဟောကာယဒန္တဝစီဒန္တမနောဒန္တလို့ပြစ်မှုတစ်ခုအနေနဲ့ဒီလိုဟောအဲ့ဒါလို့ဟောတဲ့ထဲမှာကာယကံဝစီကံမနောကံလို့ရှိတဲ့ထဲမှာဘယ်အရာဟာအပြစ်ကြီးဆုံးလဲကာယကံအပြစ်ကြီးဆုံးလားဝစီကံအပြစ်ကြီးဆုံးလားမနောကံအပြစ်ကြီးဆုံးလားလို့ဆိုတော့ချိန်ဖရာကဘယ်ဟာကိုအပြစ်ကြီးဆုံးလို့ယူဆတဲ့အခါသူကကာယကံကာယဒန္တလို့ခေါ်တယ်ကာယကံဟာအပြစ်ကြီးဆုံးပဲဒါချိန်ဖရာရဲ့ဝါဒကာယကံအပြစ်ကြီးဆုံးမြတ်စွာဘုရားရဲ့ဝါဒကြတော့မနောကံကအပြစ်ကြီးဆုံးကာယကံအပြစ်ကြီးဆုံးမဟုတ်ဘူးမနောကံကအပြစ်ကြီးဆုံးအဲ့ဒါစဉ်းစားကြည့်ဖို့လိုအပ်တယ်နော်မနောကံဘာကြောင့်အပြစ်ကြီးတော့ဆိုတာစဉ်းစားတတ်ဖို့လိုတာမန်အဖြစ်ကြည့်မယ်ဆိုရင်ဥမာမဲ့လူတယောက်ကိုတတ်ချင်တဲ့စိတ်ပေါက်နေတယ်မနောကံဖြစ်တယ်တတ်မယ်လို့ပြောတယ်ဝစီကံဖြစ်တယ်ကိုယ်ဒီလက်ရောက်တတ်လိုက်တယ်ကာယကံဖြစ်တယ်အဲ့ဒါကြည့်မယ်ဆိုရင်ကာယကံအပြစ်ကြီးဆုံးတတ်မှုကျွလွန်လိုက်တယ်လို့ကာယကံအပြစ်ကြီးဆုံးလို့ယူဆနိုင်ွယ်ရှိထင်ရင်ထင်ကြလိုက်မြတ်စွာဘုရားကကံတွေကိုသတ်မှတ်ဖော်ပြတဲ့အခါမှာကာယကံဆိုတာလဲစိတ်ပါမှဝစီကံဆိုတာလဲစိတ်ပါမှမနောကံဆိုတာစိတ်သက်သက်စိတ်မပါဘဲနဲ့ကာယကံဝစီကံကအပြစ်မရှိဘူးစိတ်ပါမှအပြစ်ရှိအဲ့ဒါကြောင့်မို့လို့မနောကံဟာအပြစ်ကြီးဆုံးလို့မြတ်စွာဘုရားဒီလိုသတ်မှတ်တယ်နိခန္ဓဘုရားကြီးကတော့အဲ့ဒါလို့မဟုတ်ဘူးချိန်ဘုရားကတော့ကာယကံဟာအပြစ်ကြီးဆုံးလို့သူကသတ်မှတ်တယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတယ်ဆွေးနွေးတဲ့အခါမှာမြတ်စွာဘုရားစီသွားပြီးတော့အပြစ်တင်မယ်ပေါ့
မနောကံဆိုတာဘာမှမထိရောက်ဘူးပေါ့ကာယကံကသာလေအပြစ်ကြီးတဲ့ဘောဓမဘုရားဟောတာမှားတယ်ပေါ့သူတို့ဘုရားဟောတာမှန်တယ်ပေါ့ကာယကံကသာလေကြီးမားတဲ့အပြစ်ဖြစ်နိုင်တယ်ဆိုတာကိုသွားပြီးတော့ဘုရားနဲ့ရှင်ပြိုင်ပြီးတော့ပြောဖို့သွားတယ်မြတ်စွာဘုရားဟိုကြတော့မေးတယ်မင်းတို့နိကန္တတွေမှာတဲ့ flash water လို့ခေါ်တယ်ရေစိမ်းပေါ့ရေစိမ်းဆိုတာကြိုချက်ထားတဲ့ရေမဟုတ်ဘူးအဲ့ဒီ flash water ကိုတောက်လို့ရှိရင်သူတို့ပြစ်ရှိဘာလို့လဲဆိုတော့ရေထဲမှာဇီဝဆိုတာရှိအသက်ရှိတယ်ရေကိုတောက်လို့ရှိရင်ရေကိုသေစေရာရောက်တယ်ဇီဝကိုဖြစ်စေရာရောက်တယ်ဒါမို့နိကန္တတပည့်တွေဟာရေစိမ်းဆိုတာမတောက်အောင်ကြိုချက်ပေးမှသူတို့တောက်ခွင့်ရှိအဲ့တော့မြတ်စွာဘုရားမေးတယ်ဟုတ်ပြီတဲ့အကယ်၍ရေစိမ်းမတောက်ရဘူးဆိုတော့နိကန္တရဲ့ဆုံးမသွန်သင်ချက်အတိုင်းရေစိမ်းမတောက်ပါဘူးရှောင်လိုက်တယ်သို့တော့သူ့မှာယောဂဝေဒနာကရေမတောက်ရလို့ရှိရင်သေလောက်တဲ့ယောဂဝေဒနာဖြစ်တယ်ရေသိမ့်ငတ်နေတယ်ရေကြိုချက်ထားတဲ့ရေကလည်းမရဘူးရေစိမ်းနဲ့တောက်လို့မဖြစ်ဘူးအဲ့ဒီအချိန်မှာသေသွားရင်ရောဘာဖြစ်လဲဘယ်လိုသတ်မှတ်မလဲနော်ကာယကံအားဖြင့်ရှောင်းနေဝစီကံအားဖြင့်လည်းရှောင်းနေကိုယ်ဒီလျောက်ရေမတောက်ဘူးရှောင်းနေကာယကံလုံးယုံနေသို့တော့စိတ်ကရေငတ်မပြေပဲနဲ့ရေတောက်ချင်တဲ့စိတ်နဲ့သေသွားလို့ရှိရင်ဘယ်ရောက်တော့ဆိုမနောတတ္တဆိုတဲ့သရဝါတစ်မျိုးဖြစ်တယ်လို့ဆိုအဲ့တော့မနောကံကအပြစ်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားပြန်ကာယကံစောင့်ရှောက်ပါရဲ့တန်းနဲ့မနောကံနဲ့ဒီအပြစ်ဒဏ်ကိုခံရတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်အဲ့ဒီမှာမြတ်စွာဘုရားကထောက်ပြတယ်ဒီမှာကာယကံစောင့်ရှောက်ထားပါရဲ့တန်းနဲ့ကာယကံကိုထိမ့်သိမ်းစောင့်ရှောက်ထားပါရဲ့တန်းနဲ့စိတ်แท้ဖြစ်ယုံများနဲ့မနောတတ္တဆိုတဲ့ဒီအောက်တန်းကျမ်းလာတဲ့သရဝဘဝရောက်သွားတာဟာစိတ်ကြောင့်ရောက်တာမဟုတ်လားတကယ်ပြီကာယကံကပြစ်ကြီးတယ်ဆိုရင်ကောင်းကျိုးချမ်းသာပေးဖို့ဆိုရင်ကာယကံကြောင့်မို့လို့မကောင်းတဲ့ဘဝကလွတ်တဲ့နာပေါ့မြတ်စွာဘုရားအဲ့လိုထောက်ပြလိုက်တော့ဥပလိတထေးကြီးကမြတ်စွာဘုရားရှင်းပြလိုက်တဲ့အခါမှာသူ့အမှားကိုသူတို့မြင်သွားတယ်နောက်ဆုံးမှပြောရမယ်ဆိုရင်လုံးလုံးလျာရာဗုဒ္ဓဘာသာဖြစ်သွားမြတ်စွာဘုရားရဲ့တရားတော်တွေကသာတကယ်ကိုစစ်ဆေးတာခံနိုင်တယ်သူတို့နိဂန္ဓဘုရားဟောတာတွေကရှင်းတော့မညီဘူးဆိုတာကိုသူကိုယ်တိုင်သိရှိသွားပြီနောက်ဆုံးဗုဒ္ဓဘာသာဖြစ်သွားတယ်အဲ့ဒီနာလန္ဒမှာပဲပေါ့ဒီလိုဆိုတော့ပေါ့နော်ဒါကဥပါလိသုတ်တံဆိုတာသက်ရှိတယ်အမတ်တရားအနေနဲ့နာလန္ဒမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကိုပေါ်ပြတာအဲ့ဒီနိဂန္ဓကိုကိုးကွယ်တဲ့ဥပါလိတထေးကြီးဟာမြတ်စွာဘုရားကိုပြောင်းပြီးတော့ကိုးကွယ်တဲ့အနေအထားမျိုးဘုရားဘာသာဖြစ်ကူးပြောင်းလာခဲ့တာနာလန္ဒမှာထင်ရှားတဲ့သမိုင်းမှတ်တိုင်ကြီးတစ်ခုဖြစ်ခဲ့တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားနာလန္ဒမှာသတင်းသုံးနေတဲ့အချိန်ခုနောက်ဆုံးအချိန်မှာဘာဖြစ်ခဲ့တယ်လဲဆိုရင်နောက်ဆုံးအချိန်မှာရှင်သာရိပုတ္တရာမထေရမြတ်ကတပါးတဲ့နေ့လေပဋိသန္ဓာနာလို့ခေါ်တဲ့ကမ္မထာနှလုံးသွင်းသမဘဝင်စားရင်ကနေပြီးသမဘကထားတဲ့အခါသူ့ရဲ့အရည်ချင်းတွေကိုတစ်ခုချင်းစဉ်းစားပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ခုံအရည်ချင်းတွေကိုတစ်ခုချင်းစဉ်းစား
အဲ့ဒါလို့စဉ်းစားလိုက်တဲ့အခါသူ့ခေါင်းထဲမှာဘာရောက်လာတော့ဆိုရင်မြတ်စွာဘုရားရဲ့ပေါ်မှာကြီးညိုအားရဖွယ်ရာကောင်းလာတဲ့ဂုဏ်တွေနဲ့ပတ်သက်ပြီးတော့ဘုရားကိုလျှောက်ထားလို့တဲ့စိတ်ပေါ်လာဒါကြောင့်ဘုရားစီဘုရားဂုဏ်တွေစဉ်းစားရင်ကနေပြီးမြတ်စွာဘုရားပေါ်မှာသိကျေနပ်အားရလို့ဘုရားကိုဘာသွားလျှောက်တုံးဆိုသူလျှောက်ပုံကနော်ဧဝံပတန်နောအဟံဗန္တိဘဂဝတိဘုရားပေါ်မှာတပည့်တော်ဒီလိုကိုကြည်ညိုတယ်ဒီလိုကိုဆုံးဖြတ်တယ်စိတ်ထဲမှာဒီလိုကိုကြည်နူးတယ်ဘယ်လိုကြည်နူးတာတော့လို့ဆိုနာသာဟုနာသာဘဝိတ္တိနစေတတရိဝိသတိဘဂဝတောဘေယောဘိညတရောတံဘောဓိယသူလျှောက်ထားပုံလေးကအသိဉာဏ်နဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့တာလွန်တဲ့ပုဂ္ဂိုလ်ဆိုတာမြတ်စွာဘုရားရဲ့တာတဲ့ပုဂ္ဂိုလ်ဟာအရင်တော့ကလည်းမပေါ်ခဲ့ဘူးနောင်လည်းပေါ်မှာမဟုတ်ဘူးအခုလည်းပဲမရှိဘူးလို့တပည့်တော်ဒီလိုကြည်ညိုပါလေလို့ဘုရားရဲ့တာတဲ့ပုဂ္ဂိုလ်အသိဉာဏ်နဲ့ပတ်သက်လာရင်မြတ်စွာဘုရားရဲ့တာလွန်တဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလို့ဆိုတော့အေးတွေးမိကောင်းတွေးချလိုက်မယ်သူပြောတဲ့စကားကတာလွန်တဲ့ပုဂ္ဂိုလ်လို့ပြောတာနော်တူညီတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားအရင်ကပွင့်ခဲ့တဲ့ဘုရားတွေရှိတယ်နောင်ပွင့်တော်မူမဲ့ဘုရားတွေရှိတယ်အခုလက်ရှိမှာတော့ဂေါတမဘုရားတဆူတည်းပဲရှိတယ်အဲ့ဒီတံဘောဓိမှာဘုရားတဆူနဲ့တဆူဟာလုံးဝတူညီကြတယ်ဘယ်ဘုရားကဘယ်ဘုရားတဲ့ပိုတတ်တယ်လို့ပြောเสียအကြောင်းမရှိဘူးနော်အခုသူတွေးတာကလက်ရှိဂေါတမမြတ်စွာဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမပေါ်ခဲ့ဘူးနောက်လည်းပေါ်မှာမဟုတ်ဘူးအခုလက်ရှိလည်းမရှိဘူးလို့ဆိုတာတဲ့ပုဂ္ဂိုလ်မရှိဘူးတူတဲ့ဘုရားတွေတော့ရှိတယ်နော်အာတနာရိယသုတ်ကိုကြည့်သဗ္ဗေဗုဒ္ဓသမသမဘုရားအလုံးဟာတူတူပဲအသိဉာဏ်အားဖြင့်ဘုရားအလုံးဟာတူတူပဲတာရာမရှိဘူးဒါကြောင့်မို့ရှင်သာရိပုတ္တရာကဆုံးဖြတ်ပြီးတော့မြတ်စွာဘုရားကိုကြည်ညိုနှုတ်လို့ဖွင့်ပြီးတော့ပြောတာတမောရိဆိုတဲ့အသိဉာဏ်နဲ့ပတ်သက်လာလို့ရှိရင်ရှင်ဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်ဟာရှေးတုန်းကလည်းမပေါ်ခဲ့ဘူးနောက်လည်းပေါ်မှာမဟုတ်ဘူးအခုလည်းရှင်ဘုရားအခုလည်းပဲမရှိဘူးလို့အဲ့လိုရှောက်တဲ့အခါကျတော့မြတ်စွာဘုရားကမေးတယ်သာရိပုတ္တရာဒီစကားဟာတိကျလှကြီးလားရဲရဲလှကြီးလားတတိချကြီးပြောတာရှေးကလည်းမပေါ်ခဲ့ဘူးနောက်လည်းပေါ်မှာမဟုတ်ဘူးအခုလည်းမရှိဘူးဆိုတဲ့စကားဟာတိကျပြတ်သားပြီးရဲလွန်းလှတယ်အဲ့ဒီတော့ငါတခုမေးမယ်တဲ့အတိတ်တုန်းကပွင့်ခဲ့တဲ့ဘုရားတွေဒီလိုကိုကျင့်သီလတွေရှိတယ်ဒီလိုသမာဓိစွမ်းအားတွေရှိတယ်ဒီလိုပညာတွေရှိတယ်ဒီလိုနေပြီးဒီလိုလွတ်မြောက်ခဲ့ကြတယ်ဆိုတဲ့ရှေးဘုရားတွေကိုရှေးဘုရားတွေရဲ့စိတ်ကိုသင်ရဲ့စိတ်နဲ့သိလို့အတိတ်ဘဝတုန်းကအတိတ်တုန်းကဘုရားတွေရဲ့စိတ်ကိုသင်သိလို့ဒီစကားကိုပြောတာလားလို့ဆိုရှင်သာရိပုတ္တရာကအတိတ်တုန်းကပွင့်ခဲ့တဲ့ဘုရားတွေရဲ့စိတ်ကိုတပည့်တော်စိတ်နဲ့မသိနိုင်ပါဘူးဖေဟာသိလို့ပြောတာမဟုတ်ဘူးဒါဖြင့်အနာဂတ်ပွင့်တော်မူမဲ့ဘုရားတွေကိုရဲ့စိတ်ကိုရောကြိုတင်သိပြီးတော့ရှင်ဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ပြောတာစိတ်နဲ့သိပြီးတော့ဆုံးဖြတ်ပြီးတော့ပြောတာလားလို့ဆိုတော့မဟုတ်ပါဘူးဗျာသူစိတ်နဲ့မသိပါဘူး
ဒါဖြင့်အခုလက်ရှိငါရဲ့စိတ်ကိုရောအကုန်သိပြီးတော့ပြောတာလားဆိုရှင်ဘုရားရဲ့စိတ်ကိုလည်းတပည့်တော့အကုန်မသိနိုင်ပါဘူးတဲ့ဒါဖြင့်အတိတ်ဘုရားတွေပြစ္ဆုတ်ပန်ဘုရားအနာဂတ်ဘုရားတွေရဲ့စိတ်ကိုကိုယ်စိတ်နဲ့မှသိနိုင်တဲ့စေတောပရိယဉာဏ်မရှိပါပဲနဲ့ဘာဖြစ်လို့ဒီလိုရဲဝံ့ပြီးတထစ်ချစကားမျိုးကိုပြောနိုင်ရတာလေတဲ့အဘောဓိအရာမှာအရှင်ဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်ရှေးကလည်းမရှိခဲ့ဘူးနောင်လည်းရှိမှာမဟုတ်ဘူးအခုလည်းလုံးဝမရှိဘူးလို့ဆိုတဲ့စကားကိုဘာကြောင့်ပြောနိုင်တာလဲရသော်ဗျာဒီလိုမေးခွန်းထုတ်တော့ရှင်ဘုရားတဲ့တပည့်တော်မှာဓမ္မနွားရဆိုတဲ့အနုမာနဉာဏ်ရှိပါတယ်အနုမာနဆိုတဲ့သဘောက inference နော်အနုမာနဉာဏ်ဆိုတာတိုက်ရိုက်သိတာမဟုတ်ပြီမဲ့လို့တွယ်ဝိုက်ပြီးတော့သိတဲ့ဉာဏ်ထဲမှာအတော်ဆွမ်းထက်တယ်ဥပမာမဲ့အလုံးဓမ္မပင်ဆိုတာသိနေကြဓမ္မပင်ကဓမ္မရွက်ကလေးတစ်ရွက်ကိုဝါစာကြည့်လိုက်လို့ဓမ္မရွက်ကလေးခါတယ်ဆိုလို့ရှိရင်ကျန်တဲ့ဓမ္မရွက်တွေလည်းအကုန်ခါပဲလို့မသိနိုင်ဘူးလားအဲ့ဒီလိုသိတာဟာအနုမာနလို့ခေါ်တယ်ဝါကြည့်လိုက်လို့ခါမှန်းသိတာကပစ္စကကိုယ်တိုင်ဝါကြည့်လိုက်တာတရွက်ပဲဝါကြည့်သို့တော့ဓမ္မပင်တစ်ပင်လုံးမှာရှိတဲ့အရွက်တွေအလုံးဟာအခါပဲလို့သိတာအနုမာနလို့ခေါ်တယ်ထို့တူပဲရှင်သာရိပုတ္တရာကသူ့မှာဓမ္မနွားရလို့ဆိုတယ်ကြောင်းကျိုးကိုဆင်ញင်သုံးသပ်နိုင်တဲ့အနုမာနဉာဏ်ရှိပါတယ်ဗျာတဲ့ဘယ်လိုအနုမာနဉာဏ်ရှိသလဲဆိုဥပမာအားဖြင့်ဒီနေဇတ်ဒေသတွေမှာခန္ဓာမျိုးတွေကိုတည်ထောင်ထားလေးရှိအဲ့ဒီခန္ဓာမျိုးတွေဟာနေတစ်ဖက်နယ်ကရန်သူတွေကိုကြံ့ညံ့ခိုင်အောင်ဟန်တားဖို့အတွက်နေဇတ်မျိုးတွေတည်ထောင်ထားတာရှိအဲ့ဒီနေဇတ်မျိုးတွေမှာဝင်ပေါက်ထွက်ပေါက်ကတစ်ပေါက်သေးပဲထားတယ်တတိုင်းကိုမြင်းမြင့်ကားတယ်လုံအောင်ကာရတယ်အလုံးရန်သူတွေမွေးနိုင်အောင်ကြံ့ညံ့ခံမှုအတွက်နေဇတ်မျိုးကိုတည်ထားတာဝင်ပေါက်ထွက်ပေါက်ကတစ်ပေါက်သေးပဲရှိတယ်ဒီပေါက်ကပဲဝင်ဒီပေါက်ကပဲထွက်အဲ့ဒီမှာဒီမျိုးဆောင်တဲ့တကားမှုကလည်းပဲအလွန်လိမ္မာပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမသိတဲ့လူတွေတစိမ့်တရားနေဆိုရင်မျိုးထဲဝင်ခွင့်မပေးဘူးသိတဲ့လူမှဝင်ခွင့်ပေးတယ်မျိုးကထွက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလည်းသူအလုံးမှတ်တမ်းတင်ထားတယ်အဲ့ဒါလိုလိမ္မာပန်းတဲ့တကားမှုဟာမျိုးတိုင်းကိုလက်ပတ်ပြီးတော့ကြည့်ဘယ်နေရာမှအပေါက်မရှိဘူးနောက်ဆုံးမှကြောင်ကလေးတစ်ကောင်ဝင်လို့ထွက်လို့ရတဲ့အပေါက်ကလေးတောင်မရှိဘူးမျိုးတကားတိုင်းကလည်းပဲအကုန်လုံးလုံခြုံနေတာလက်ပတ်ကြည့်ပြီးတော့သူဘာသိတယ်ဘာဆုံးဖြတ်လဲလို့ဆိုရင်အေးဒီမျိုးထဲဝင်တဲ့နေဝင်လာတဲ့အကောင်တွေမှန်သမျှလူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ဝင်လာတာမှန်သမျှဟောဒီအပေါက်ကပဲဝင်တယ်ဒီအပေါက်ကပဲထွက်တယ်တခြားနေရာမျိုးထဲဝင်စရာအပေါက်မရှိဘူးဆိုတာကိုသိတယ်လို့ပဲတဲ့တပည့်တော်ဟာလဲတန်တရားဝဆင်းကနေထွက်သွားတဲ့ပုဂ္ဂိုလ်တိုင်းတန်တရားဝဆင်းကထွက်ပြီးတော့နိဗ္ဗာန်ဝင်တဲ့ပုဂ္ဂိုလ်တိုင်းဟာကျင့်စဉ်ဟာတစ်ခုတည်းပဲဖြစ်တယ်။ဘာလဲလို့ဆိုရင်နိဝရဏလို့ခေါ်တဲ့စိတ်ရဲ့အညစ်အကြေးတွေစိတ်ကိုပူလောင်စေတတ်တဲ့နိဝရဏတရားတွေအသိပညာကိုအားနည်းစေတတ်တဲ့နိဝရဏတရားတွေအဲ့ဒီနိဝရဏတရားတွေကိုဖယ်ရှားခြင်းတတိပဋ္ဌာန်တရား၄ပါးပေါ်မှာစိတ်ကို
ခိုင်မာစွာစိုက်ထားခြင်းဘုဇင်9ပါးကိုပွားများအထောက်ခြင်းလို့ဆိုတဲ့ဒီလုပ်ငန်းရပ်ဖြစ်တာလေထူးခြားတဲ့အသိဉာဏ်တစ်ခုကိုရပြီးတန်တရားဝကနေလွတ်မြောက်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြတာဖြစ်တယ်။ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်နိဝရဏတရားကိုမဖယ်ရှားပဲတတိပဋ္ဌာန်တရား၄ပါးပေါ်မှာတတိကိုကောင်းစွာမထားပဲဘုဇင်9ပါးမပွားပဲထူးခြားတဲ့အသိဉာဏ်ကိုရတယ်ဆိုတာလုံးဝမရှိဘူးဘယ်သူပဲဖြစ်ဖြစ်ဒီလမ်းကြောင်းကပဲသွားတာပဲဒါဆိုရင်မေးကောင်းမေးကြလိမ့်မယ်တန်တတိအမတ်ကြီးရောဘယ်ချိန်ကတရားအထုတ်လိုက်သလဲအရက်မူးပြီးတော့ကပွဲသပင်ဆင်နွှဲနေတဲ့တန်တတိအမတ်ကြီးဟာတန်တတိအမတ်ကြီးဟာဘယ်ချိန်များတရားအထုတ်လိုက်သလဲစိတ်သောကရောက်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့ကြုံဆုံစည်းလို့မြတ်စွာဘုရားကတရားချလိုက်တဲ့အချိန်တရားနာရင်နဲ့ပဲနိဝရဏတရားတွေကိုဖယ်ရှားတယ်တရားနာရင်နဲ့ပဲသူစိတ်အစဉ်ဟာတတိပဋ္ဌာန်တရား၄ပါးဆိုတဲ့အာယုပေါ်မှာစိတ်တည်ငြိမ်စွာထားနိုင်ပြီးသူ့တဏ္ဍမှာတတိတံဘုဇင်ကစတဲ့ဘုဇင်9ပါးတွေပွားများပြီးသားဖြစ်ပြီးတော့တရားသူတရားမြတ်ရသွားတာအချိန်တိုတာနဲ့အချိန်ကြာတာဒါပဲကွာဝိသခာကျောင်းမကြီး9နှစ်အရွယ်လေးမှာပဲတရားသူတရားမြတ်ရသွားတယ်ဆိုတာလေဒီလမ်းကြောင်းနဲ့ပဲသွားတာကြည့်ဒီလမ်းကြောင်းမပါဘဲနဲ့ဘယ်သူမှတရားသူတရားမြတ်မရနိုင်ဘူးဒါကြောင့်မို့တရားသူတရားမြတ်ရတယ်ဆိုတာနိဝရဏတရားငါနိဝရဏဆိုတာကုသိုလ်တွေမဖြစ်အောင်စိတ်ကိုဆုတ်ပိတ်တဲ့သဘာဝတရားရေမြောင်းဟာပိတ်ဆို့နေတယ်ဆိုရင်ရေမစီးဘူးပေါ့ထို့တူပဲလူတွေရဲ့စိတ်ထဲမှာကာမိဆန္ဒလို့ခေါ်တဲ့ကာမဂုဏ်အာယုန်ဒီပေါ်မှာပြင်းပြတဲ့စိတ်ဆန္ဒတွေဖြစ်နေမယ်တဏှာတွေဖြစ်နေမယ်အလိုမကျတဲ့ဗျာပါဒတွေဖြစ်နေမယ်စိတ်နှလုံးမငြိမ်မသက်ပူပန်သောကတွေရောက်နေမယ်ပူပန်မှုတွေဖြစ်နေမယ်စိတ်တွေအားပြော့ပြီးတွန့်ဆုတ်နေမယ်တန်တရားတွေဖြစ်နေမယ်ဆိုတဲ့ဒီနိဝရဏတရားတွေရှိနေသမျှကာလပတ်လုံးထူးခြားတဲ့အသိဉာဏ်ဆိုတာမရဘူးဒါကြောင့်မို့သမာဓိကျင့်စဉ်ကိုကျင့်ခြင်းဖြင့်ကာမဂုဏ်အာယုန်ခံစားလို့တဲ့နိဝရဏတရားတွေကိုဖယ်ရှားတယ်စိတ်အတိုင်းမကျဖြစ်နေတဲ့ဗျာပါဒတရားတွေဖြစ်မလာဘူးစိတ်တွန်းဆုံမှုဆိုတဲ့ဌိနမိတ်တာတွေမလာဘူးစိတ်လေလွင့်ပြီးပူပန်နေတဲ့ဥဒိစ္စကုက္ကုဆဆိုတာမလာဘူးတန်တရားဖြစ်ပြီးတော့ခြေတုံချတုံဖြစ်နေတဲ့ဝိသိကိစ္စဆိုတာမလာဘူးသမာဓိစွမ်းအားနဲ့စိတ်ဒီနိဝရဏတရားတွေကိုတွန်းလှန်ဖယ်ရှားပြလိုက်အဲ့ဒါလို့တွန်းလှန်ဖယ်ရှားပြီးတော့ဝိပဿနာကျင့်စဉ်ကျင့်တဲ့အနေကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ် ानु ပဒနာတတိပဋ္ဌာန်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်လို့ဆိုတဲ့တတိပဋ္ဌာန်တရားတွေကမိမိစိတ်အာယုံမှာပေါ်လာရာတွေကိုဖြစ်ပြမြင်သည်ထိအောင်ကြည့်ရှုပြီးတွေ့တာမှုတွေကိုဖက်ခွာတာတတိတရားတွေပေါ်မှာတတိပဋ္ဌာန်အာယုံ၄မျိုးပေါ်မှာစိတ်ကိုတတိကိုအခြေခံပြီးတော့အားထုတ်တာပဲဖြစ်တယ်ဝိပဿနာကျင့်စဉ်နဲ့အာယုံနဲ့စိတ်နဲ့အသိဉာဏ်နဲ့တွဲကပ်ထားပြီးအဲ့ဒါလိုနေရင်ကနေပြီးတော့ဓမ္မတွေကိုဆင်ញင်သုံးသပ်တဲ့ဓမ္မဝိဆယတမ္မောစဉ်ကြိုးစားအားထုတ်နေတဲ့ဝိရိယတမ္မောစဉ်တရားဓမ္မတွေ့လို့စိတ်ထဲမှာကြည်နူးတဲ့ပီတိတမ္မောစဉ်စိတ်နှလုံးအေးချမ်းသွားတဲ့ပတ္တိတမ္မောစဉ်စိတ်နှလုံးတည်ငြိမ်သွားတဲ့သမာဓိတမ္မောစဉ်နဲ့သ
ဘာဝတရားတွေရဲ့ဖြစ်မှုဟာတည်ငြိမ်ပြီးတော့ညီမျှစွာဆိုင်ရာကိစ္စတွေကိုဆောင်ရွက်နိုင်တဲ့ဥပေက္ခတန်ဖိုးစဉ်လို့ခေါ်တယ်တတိတန်ဖိုးစဉ်နဲ့ထိန်းကြီးလိုက်လို့ဘုဇင်9ပါးမိမိတဏ္ဍာမှာဖြစ်ပွားသွားပြီဆိုရင်ထူးခြားတဲ့အသိဉာဏ်ဒီလိုရသွားတာဖြစ်တယ်ဘယ်ပုဂ္ဂိုလ်ပဲတရားဓုရအခုပြောခဲ့တဲ့နံပါတ်1និဝရဏကိုဖယ်ရှားမယ်နံပါတ်2တတိပဋ္ဌာန်အာယုံ4ပါးပေါ်မှာစိတ်ဆက်ရမယ်တတိထားရမယ်နံပါတ်3ဘုဇင်9ပါးကြာနာစွာတိုးပွားအောင်လုပ်အောင်မှာဖြစ်အဲ့ဒီနီးနဲ့သာလဲတန်တရားဝကလွတ်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုကြတာဖြစ်တယ်ဆိုတာဟာဓမ္မရွက်ကလေးတစ်ရွက်ကိုဝါကြည့်တာနဲ့ကြံတဲ့အရွက်တွေခါတယ်ဆိုတာကိုဆုံးဖြတ်ချက်ချနိုင်တယ်လို့ပဲဘယ်ပုဂ္ဂိုလ်ပဲတရားဓုရသမျှပုဂ္ဂိုလ်တွေဟာအခုလို့ဒီကျင့်စဉ်အတိုင်းကျင့်လို့ရတာပါဆိုတာကိုတပည့်တော်အနေနဲ့နားလည်ပါတယ်ဗျာဒါကြောင့်မို့မြတ်စွာဘုရားနဲ့တာတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလို့တပည့်တော်လျှောက်ထားခြင်းဖြစ်ပါတယ်လို့ရှင်သာရိပုတ္တရာကဒီလိုဖြေရှင်းချက်ပေးတာနာလန္ဒမှာလျှောက်ခဲ့တဲ့စကားတစ်ခုပဲပေါ့ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟာလောကသားတွေအတွက်ကျူပန်အားထုတ်တဲ့အခါမှန်ကန်တဲ့လမ်းစဉ်တစ်ခုကိုချပြပြီလောကမှာပူပန်သောကရောက်နေတဲ့ပုဂ္ဂိုလ်တွေစိတ်နှလုံးအေးချမ်းဖို့အခက်အခဲကျုံနေတဲ့ပုဂ္ဂိုလ်တွေလွယ်ကူချမ်းသာဖို့ဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေချမ်းသာဒုက္ခရဖို့ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းတွေချမှတ်ပြီးလောကသားတွေအတွက်အကျိုးရှိအောင်ကျိုးရှိရာရှိကြောင်းအဆုံးအမကောင်းတွေကိုဟောကြားထားတာဘုန်းကြီးတို့ဘုရားဘာသာဝင်သူတော်စင်တွေအလုံးကံကောင်းလို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိခွင့်ရတာရထားတဲ့အဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးမှုကမိမိတို့တာဝန်များတာဖြစ်တယ်အကယ်၍လိုက်နာကျင့်သုံးမှုမပြုဘူးဆိုရင်ဆေးတော်ရှိပါရဲ့မတော့ဘဲနေရင်ယောဂပြောက်မှာမဟုတ်ဘူးဆိုတာလိုပဲမိမိတို့ကိုယ်တိုင်လုပ်ရမယ့်အလုပ်တွေတတိထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရရှိနေတဲ့အခုအချိန်အခိုက်မှာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးမှသာလေတို့တွေအပူထဲမှာလည်းအေးအောင်နေတတ်လိမ့်မယ်အရှုပ်ထဲမှာလည်းရှင်းအောင်နေတတ်လိမ့်မယ်နော်အဲ့ဒီလိုအပူထဲမှာအေးအောင်နေနိုင်တဲ့အရည်ချင်းတွေရအောင်ဘုရားရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း